မြန်မာနိုင်ငံမှာကဘာကြီးကတကယ်ပဲနေနေပြီလားဒါမှမဟုတ်အရေးအမှုတွေကပုံပြီးပြင်းထန်လာနေပြီလားဒီမှာ2020ခုနှစ်အထိဓာတ်ခိုက်ပိတ်ဆို့မှုတွေတိုးလိုက်ပါတယ်ကမ္ဘာအကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့အလီဘာဘာကမြန်မာဈေးကွက်ကထွက်သွားတယ်ကုလသမဂ္ဂကလည်းကပ်ဘေးစင်ရောက်နေပြီတတိပေးနေပါတယ်ဒါရီဟာတိကျစီဖြစ်နေလို့ဖြစ်နေလို့ပေါ့ဒါမြန်မာနိုင်ငံရဲ့အနာဂတ်ကိုပြန်ရေးနေတဲ့အမတန်အန္တရာယ်များတဲ့တင်ကြတာဖြစ်နေပါတယ်ဒီကနေ့ဇာတ်ပိုင်းတွေမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ထူးခြားသတင်းတွေစုစည်းကြည့်လိုက်တယ် EU sanction ရောဘတ်သမဂ္ဂကလူပုဂ္ဂိုလ်105ဦးနဲ့ဖွဲ့စည်း22ခုချမှတ်ထားတဲ့ဓာတ်ခိုက်ပိတ်ဆို့မှု2029ခုနှစ်ထိတက်တန်းတိုးလိုက်ပါတယ်ဒါဝေကြီးစီစဉ်မှုနဲ့လက်နက်ခဲယမ်းထောက်ပံ့တရားပြတ်မှတ်ထားလိုက်တယ် business access ဒီပညာဘလူကြီးအလီဘာဘာရဲ့ shop s မြန်မာဈေးကွက်ကနေတရားဝင်နှုတ်ထွက်သွားတယ်shift စီရီနိုင်ငံကဖွံ့ဖြိုးရေးအကူအညီတွေကိုဖျက်တောက်လိုက်ပြီးလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုပဲပြောင်းလဲပေးလို့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီတစ်ချိန်တစ်ခုချင်းစီကိုကြည့်တာမန်သတင်းတွေလို့ထင်ရပါတယ်အားလုံးကိုပေါင်းကြည့်လိုက်ရင်ထိလက်စရာကောင်းပုံရိပ်တစ်ခုပထမထွက်လာပါတယ် Sanctions political pressure to EU sanction အရင်လို symbolic ပြတ်သားရုံတတ်တယ်မဟုတ်တော့ဘူးအခုဟာက web immobilization လို့ခေါ်တယ်ကျွဲဝချမ်းသာမှုတွေရပ်တန့်ပစ်တယ် travel ban နဲ့ access free stay အာဏာရှိသူရဲ့စနစ်တစ်ခုလုံးဖြိုခွဲဖို့ကြိုးစားလာတာဖြစ်ပါတယ် economic access confidence collapse အလီဘာဘာထွက်သွားတာဟာစီးပွားရေးတွက်ချင်မကိုက်လို့မဟုတ်ဘူးမြန်မာနိုင်ငံရဲ့ logistic instability နဲ့ political risk ကအချိုးမြတ်တဲ့ပုံများနေပြီဆိုတဲ့သိကြတာနိုင်ငံတကာယင်းနှိမ့်မှုတွေအတွက်တော့အချိန်နဲ့မပေါက်ကွဲခင်စောစောထွက်ချဆိုတဲ့တတိပေးခေါင်းလောက်တာhumanitarian versus political strategy စီရီယာဆုံးဖြတ်ချက်ဟာကမ္ဘာမြေပြောင်းလဲသွားတာကိုပြသနေပါတယ်နိုင်ငံတစ်ခုကိုတည်ဆောက်တဲ့ nation building အဆင့်ကနေအသက်ရှင်တန်ရုံပဲကူညီတဲ့ damage control အဆင့်ရောက်သွားတာဒါနိုင်ငံတကာဗမာအနာဂတ်ကိုယုံကြည်မှုပျောက်ဆုံးနေတာကိုပြနေပါတယ်ဒီအချက်အလက်တွေကိုခြုံငုံသုံးသပ်ရင် trend သုံးခုထွက်လာပါတယ် isolated state model မြန်မာနိုင်ငံဟာမြောက်ကိုရီးယားလိုစီးပွားရေးအထိကျတဲ့နိုင်ငံဖြစ်လာနေပါတယ် economic fragmentation ထဲဝင်စီးပွားရေး formal economy ကြာစီပြီးပေါင်းဖို့ဈေးကွက်နဲ့ scam network တွေကိုတရားဝင်စီးပွားရေးတွေကြီးထွားလာပါတယ် international mission နိုင်ငံရဲ့ဆက်ရှင်မှုအကန့်အသတ်ရောက်နေပြီ enoughဆိုတဲ့အဆင့်ပုံမပြည့်ထန်တဲ့ရည်ရွယ်တွေလာနိုင်တယ်နောက်တော့ကနေသုံးနှစ်အတွင်းဘာတွေဖြစ်လာနိုင်တယ်တိုးတောင်းတဲ့ကာလတွေမှာကုန်စည်နှုန်းကြီးမှုတွေတန်ဖိုးပြည်သူတွေပူခံရအလောက်ကန်တွေရှားသွားလာအလေလက်ကလာပညာတတ်လူတွေပြီးပွားထုတ်ဖို့ brain drain အဆောက်အအုံများလာ digital စီးပွားရေးထိန်းချုပ်ရတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ရေရှည်မှာတော့နိုင်ငံတကာရဲ့ဖိအားနဲ့ပြည်ပပြောင်းလဲပေါင်းစပ်ပြီး control transition ဖြစ်တော့လား။ဒါမှမဟုတ်ပုံပေါ်နဲ့ဆိုင်တဲ့ဒီ isolation နဲ့လက်ဝင်တော့လားဆိုတော့အဆုံးဖြတ်ပေးမယ့်အချက်ပါပဲ။ဒီနေ့တည်းဟာဓာတ်ခတ်ပိတ်ဆို့မှုတတန်းတိုးတာတက်တက်မဟုတ်ပါဘူး
ခွက်တစ်ခု new phrase တဲ့စတင်ဝင်ရောက်နေပြီဆိုတော့ပြနေတာပါနိုင်ငံရေးဖိအားတွေကအပြောင်းလဲကိုဖြစ်စေမလားဒါမှမဟုတ်ကြာဆုံးမှုကိုပုံမြန်စေမလားဆိုတာပါစောင့်ကြည့်ရမယ်မိကုန်းပါပဲဒီလိုမျိုးနည်းနည်းသုံးသပ်ချက်တွေကိုကြိုက်နေတဲ့တဲ့ဆိုရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဆာရှင်တွေကတကယ်ပဲပြောင်းလဲဖြစ်စေနိုင်တယ်လို့သိယုံကြည်ပါသလားအဲ့ဒါ comment မှာဆွေးနွေးပေးခဲ့ပါဦး